မောင်းတယ်ဗျာလို့မှာစက်အိမ်ကြီးမောင်းတယ်ဗျာဒီမှာပေါ်မှာပို့လို့ရမှာပေါ်မှာပို့ရှိတယ်လို့အဲ့နေပြီးတော့မီးပေးတာပါဗျာဓာတ်ပို့ပေါ့ကျွန်တော်လည်းနာမည်ကြီးနေပါတယ်လို့သူများတကာတွေလို့ကဲ AI နေနဲ့ပေါက်ချင်ပါတယ်ကျွန်တော် AI တော့မသုံးဘူးဗျာကောင်းတော့ဒါပွဲဖို့ပါဒီကနေပြာချပြီးတော့ကိုအောင်ပြာစင်းအဲ့ဒါကကျွန်တော်နေတဲ့နေရာပါလို့ဒါပြရတော့ဒါပြရတော့ဂတ်ကိုပြန်လုပ်ပေးရဟာကြီးနောက်တစ်ဆက်တစ်လုံးဝယ်ထားသေးတယ်ဆိုတော့ဒီမှာလောင်စာကြိတ်လို့တော့ပြောတာ